ဒီတကွာကိုအကြောင်းခံပြီးတော့ဒီတကွာကြောင့်အလ္လာဟ်ကိုကြောက်စိတ်ထားတဲ့ဒီကြောက်စိတ်ကြောင့်ဒီတကွာရှောင်ကျင်ခြင်းတရားဆိုတဲ့ဒီတကွာရှိခြင်းကြောင့်ဒီရဲ့ဘရကတ်နဲ့အလ္လာဟ်ရှင်မြတ်တခင်ဟာဒီတကွာကိုအကြောင်းခံပြီးတော့အလ္လာဟ်ကဘရကတ်ရဲ့တကားတွေကိုဖွင့်ပေးလိုက်မယ်ဘရကတ်ရဲ့တကားပေါက်တွေကိုအလ္လာဟ်ရှင်မြတ်တခင်ဖွင့်ပေးလိုက်မယ်ဆိုပြီးတော့ဒီကနေသိရတယ်ကုရ်အာန်ထဲမှာအလ္လာဟ်အမိန့်ရှိတယ်ဝလောအန်နာအဟလလ်ကူရာအာမနူواتقوا لفتحنا عليهم بركات من السماء والأرض တကယ်လို့ဒီရွာသူရွာသားတွေကဒီရွာမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကသူတို့အီမန်ယူလာမယ်အဲ့ဒီတိုင်းပဲသူတို့တကွာထားမယ်ဆိုလို့ရှိရင်တဲ့ لفتحنا عليهم بركات من السماء والأرض မုတ်ချငါအရှင်မြတ်တခင်ဟာသူတို့အတွက်မိုးကောင်းကင်မှာမြေပထဝီမှာနှစ်ဖက်စလုံးကနေငါအလောရှင်မြတ်တခင်ဟာဘရကတ်ရဲ့တကားပေါက်တွေကိုတေချာပေါက်ဖွင့်ပေးလိုက်မှဖြစ်တယ်ဆိုပြီးတော့အလောရှင်မြတ်တခင်ကုရ်အာန်ထဲမှာအမိန့်ရှိတယ်ပြောခြင်းတဲ့သဘောကပါလေဒီတကွာကိုအကြောင်းခံပြီးတော့ဘရကတ်ရဲ့တကားပေါက်တွေပွင့်လာတကွာထားတယ်ဆိုရင်ဒီတကွာကိုအကြောင်းခံပြီးတော့ဘရကတ်ဒီပေါ်များလာမယ်မိမိရဲ့ပစ္စည်းဥစ္စာတွေထဲမှာဘရကတ်တွေပေါ်များလာမယ်အဲ့ဒီအတိုင်းပဲမိမိရဲ့စီးပွားရေးမှာမိမိရဲ့လုပ်ငန်းဆောင်တာတွေမှာမိမိရဲ့ပိုင်ဆိုင်မှုတွေမှာဘရကတ်တွေများလာမယ်ဘရကတ်တွေပေါ်များလာမယ်ဒီနေ့ကျွန်တော်တို့ရဲ့လုပ်ငန်းတွေမှာကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေမှာကျွန်တော်တို့ရဲ့စီးပွားရေးတွေမှာဘရကတ်မရှိဘူးဆိုတာကဒီနေ့ကျွန်တော်တို့တကွာနဲ့ကင်းဝေးနေလို့ကျွန်တော်တို့စီမှာတကွာပျောက်ဆုံးနေလို့ကျွန်တော်တို့ဒီကနေ့ဒီလိုနဟူဆက်တွေဒီလိုအမင်္ဂလာတွေကျွန်တော်တို့ကြုံရတယ်တကယ်လို့ကျွန်တော်တို့တကွာထားမယ်ရှောင်ကျင်မှုပြုမယ်အလ္လာဟ်ကိုကြောက်မယ်အလ္လာဟ်တားထားတဲ့အရာတွေမလုပ်ဘဲနဲ့ကျွန်တော်တို့တကွာရဲ့ဇင်ဒဂီကိုကျွန်တော်တို့ကြော်ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပစ္စည်းဥစ္စာတွေမှာကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေမှာအဲ့ဒီတိုင်းပဲကျွန်တော်တို့ရဲ့လုပ်ငန်းတွေမှာကျွန်တော်တို့ရဲ့လေယာတွေမှာစသဖြင့်အလ္လာဟ်ရှင်မြတ်တခင်ဟာဘရကတ်တွေတိုးပြီးမယ်ဘရကတ်တွေချပြီးမယ်များစွာဘရကတ်တွေအလ္လာဟ်ချီးမြှင့်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီအာရဲ့တိရဒီတော့ကျွန်တော်တို့ရဲ့ရိုဇီရိတ်ခါတွေမှာအလ္လာဟ်ဘရကတ်ပေးမယ်ဆိုတာအဲ့ဒီရိုဇီရိတ်ခါတွေမှာဘရကတ်ပေးမယ်ဆိုတာဘယ်ပုံစံမျိုးနဲ့ဘရကတ်ပေးမှာရိုဇီရိတ်ခါမှာဘရကတ်ပေးမယ်ဆိုတာကအဲ့ဒီရိုဇီပေါ်မှာကျွန်တော်တို့ရောက်ရဲတင်းတိမ်သွားမယ်အလ္လာဟ်ပေးလိုက်တဲ့လောက်နဲ့ကျွန်တော်တို့ရောက်ရဲတင်းတိမ်တာကဒါကျွန်တော်တို့အဲ့လိုစိတ်ထားနိုင်စွမ်းကဒီရိုဇီကနေရတဲ့ဘရကတ်ပဲအဲ့ဒီတိုင်းပဲဒီရိုဇီရိတ်ခါမှာဘရကတ်ပေးမယ်ဆိုတဲ့နောက်ထပ်လက္ခဏာတစ်ခုကဘာလဲဆိုရင်ဒီရိုဇီကိုအကြောင်းခံပြီးတော့ဒီရိုဇီရိတ်ခါကိုကျွန်တော်တို့တုံးဆွဲပြီးတော့ဒီဟာကိုကျွန်တော်တို့စားသုံးပြီးတော့ကျွန်တော်တို့ရဲ့အမလ်ဒီကျွန်တော်တို့အမလ်ဒီလုံနိုင်တဲ့တောက်ဖီကရအဲ့ဒီလိုအမလ်ဒီလုံနိုင်တဲ့တောက်ဖီကရတာကဒီရိုဇီရိတ်ခါမှာအလ္လာဟ်ဘရကတ်ပေးတာပဲဒါကြောင့်မို့လို့မူလာအလီကာရီရဟ်မတုလာအလိုက်ကဘာရေးလဲဆိုရင်ဝါအလာမတုလ်ဘရကတ်အလ်ကနာဝတောဖီကတ်တာဘရကတ်ရဲ့လက္ခဏာဒီအလ်ကနာရောင်းရဲတင်းတိမ်မှုရှိသွားခြင်းဟာဒါဘရကတ်ရဲ့လက္ခဏာပဲဝတောဖီကတ်တာအလ္လာဟ်ရဲ့အမိန့်ကိုနာခံခွင့်ရခြင်းဒီဒါဘရကတ်ရဲ့လက္ခဏာပဲဒါကြောင့်မို့လို့ကျွန်တော်တို့ဟာဘယ်ပစ္စည်းဥစ္စာနဲ့ပါကျွန်တော်တို့ဇကတ်တွေကျွန်တော်တို့ပုံမှန်ပေးလဲအဲ့ဒီမှာဘရကတ်ရှိသွားမယ်အဲ့ဒီပစ္စည်းဥစ္စာတွေမှာကျွန်တော်တို့နဟူဆက်တွေအမင်္ဂလာတွေကင်းဝေးသွားမယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဆဒကာတွေခိုင်ရာတ်တွေထုတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ပစ္စည်းဥစ္စာတွေထဲမှာဘရကတ်တွေရှိလာမယ်အဲ့ဒီလိုတကွာကိုအကြောင်းခံပြီးတော့အလ္လာဟ်ရှင်မြတ်တခင်ဟာဘရကတ်တွေကိုတကားပေါက်ကိုအလ္လာဟ်ကဖွင့်ပေးမှဖြစ်တယ်ဟဒီသ်တော်မှာအဖြစ်ပြက်တစ်ခုလာရှိတယ်လူတယောက်ကတောထဲမှာရက်နေတော့မိုးကောင်းကင်ပေါ်ကနေမိုးတိမ်ကနေလူတယောက်ရဲ့နာမည်ခေါ်တံကိုကြားပြီးတော့အဲ့ဒီလူမိုးတိမ်မှာဒီလိုအမိန့်တစ်ခုပေးနေတယ်ဘယ်သူရဲ့လဲကိုတွားပြီးတော့မိုးရွာတွန်းပေးလိုက်ပါဘယ်သူရဲ့ဒီဥယျာဉ်ခြံကိုတွားပြီးတော့မိုးရွာတွန်းပေးလိုက်ပါဆိုပြီးတော့အတန်ကြားတော့ဒီပုဂ္ဂိုလ်ကအခုနကမိုးတိမ်ကွဲဝါးတဲ့အနောက်ကနေလိုက်ပြီးတော့ကြည့်တော့အဲ့ဒီမိုးတိမ်ကတနေရာရောက်တော့မိုးရွာချတယ်အဲ့ဒီမိုးရွာချတော့အဲ့ဒီမိုးရွာတဲ့နေရာမှာချောင်းပေါက်ပြီးတော့အဲ့ဒီချောင်းကလေတစ်ခုကိုဆင်းသွားဥယျာဉ်ခြံတစ်ခုကိုဆင်းသွားတော့ဒီပုဂ္ဂိုလ်ကအခုနကတောတဲ့ပုဂ္ဂိုလ်ကအဲ့ဒီရေစီးရွာတဲ့အတိုင်းလိုက်ရင်နဲ့ဥယျာဉ်ခြံတစ်ခုမှာအဲ့ဒီဥယျာဉ်ပိုင်ရှင်ကိုတွားတွေ့ဥယျာဉ်ပိုင်ရှင်ကအဲ့ဒီမှာသူကပေါက်တူးနဲ့သူကမြေကြီးတွေကိုတူးဆွားနေတဲ့အချိန်မှာအခုနကပုဂ္ဂိုလ်ကအဲ့ဒီဥယျာဉ်ပိုင်ရှင်ကိုမေးတယ်ခင်ဗျားနာမည်ကဘာလဲအဲ့တော့ဟိုပုဂ္ဂိုလ်ကနာမည်ပြောပြတော့အခုနကသူမိုးပေါ်ကနေမိုးတိမ်မှာကြားလိုက်ရတဲ့အတန်တစ်ခုဖြစ်နေအဲ့ဒီဖြစ်နေတော့ဒီအဖြစ်ပြက်တွေအားလုံးကိုပြောပြ
ပြောပြတဲ့အချိန်မှာအဲ့ဒီအခုနာကဥယျာဉ်ပိုင်ရှင်ကသူကမေးတယ်ခင်ဗျားဒီလိုမျိုးခင်ဗျားမှာထူးခြားချက်တွေရှိတာဘာကြောင့်လဲလို့မေးတော့ဥယျာဉ်ပိုင်ရှင်ကလူကသူ့ကိုပြောတယ်ခင်ဗျားကအခုကျွန်တော်ရဲ့လိုအပ်ချက်တွေတီးသွားတဲ့ပုံမှာတဲ့ကျွန်တော်ခင်ဗျားကိုကျွန်တော်ရဲ့လိုအပ်ချက်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုလုပ်လဲခင်ဗျားကိုကျွန်တော်ပြောပြမယ်အဲ့တော့သူဘာပြောလဲဆိုရင်ဖာတဆဒဂူဘီဆူလူစီဟီဝအာကူလူအနာဝအီယာလီဆူလူဆန်ဝါရဒူဖီဟာဆူလူဆာငါရလာတဲ့အကျိုးအမြတ်တွေအားလုံးတွေကနေဖာတဆဒဂူဘီဆူလူစီသုံးပုံတစ်ပုံကိုငါစောတကာလုပ်သုံးပုံတစ်ပုံကိုပြန်ပြီးတော့ငါစောတကာထုတ်လိုက်တယ်ဝါအာကူလူအနာဝအီယာလီဆူလူဆန်ငါနဲ့ငါရဲ့မိသားစုဟာနောက်ထပ်သုံးပုံတစ်ပုံကနေငါတို့မိသားစုစားတောက်တယ်လိုအပ်တဲ့ဟာတွေဝယ်ချမ်းတယ်စားတောက်တယ်ဝါရုဒူဖီဟာဆူလူဆာနောက်ထပ်သုံးပုံတစ်ပုံကိုတော့ဒီဥယျာဉ်ချမ်းပြည်ထဲမှာထည့်ဖို့အတွက်ပြန်ပြီးတော့သုံးဆွဲတယ်အဲ့ဒီကနေဒီလိုမျိုးအဆင့်အတန်းတစ်ခုရတယ်ဆိုပြီးတော့ဒီလိုဘရကတ်တွေရတယ်ဆိုပြီးတော့ပြောပြလေးစားတဲ့မိတ်ဆွေများခင်ဗျာပြောခြင်းတဲ့သဘောကဘာလဲဆိုရင်ပစ္စည်းဥစ္စာတွေပေါ်မှာပြန်ပြီးတော့သုံးဆွဲတယ်ဆိုရင်လဲအဲ့ဒီပစ္စည်းဥစ္စာတွေမှာဘရကတ်တွေရမယ်ဒီပစ္စည်းဥစ္စာတွေကနေစောဒကာတွေပြန်လုပ်တယ်ခိုင်ရာတွေပြန်လုပ်တယ်ပြန်ပြီးတော့လူဒန်းတယ်ဆိုလို့ရှိရင်လေဒီထဲမှာဘရကတ်တွေရမယ်အာမလီဆွာလီဟာကဘရကတ်တွေမှာကျယ်ဝန်းဖို့ဘရကတ်တွေရိုဇီတွေမှာကျယ်ဝန်းဖို့ဘရိုဇီတွေမှာဘရကတ်ရှိဖို့ဒါအကြောင်းငံဖြစ်တယ်ကျွန်တော်တို့အာမလီဆွာလီဟာတွေကိုလုပ်မယ်ကိုနာတွေကိုစွန့်လွတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုဇီရိတ်ခါတွေမှာဘရကတ်တွေပေါ်များလာမယ်ကျွန်တော်တို့ရဲ့ရိုဇီရိတ်ခါတွေမှာအမင်္ဂလာတွေကင်းဝေးလာမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာတက္ကဝါရဲ့ဇင်ဒဂီကိုရွေးချယ်ပြီးတော့ကျွန်တော်တို့နေထိုင်ရင်ဒီတက္ကဝါကကျွန်တော်တို့ရဲ့ရိုဇီရိတ်ခါတွေမှာဘရကတ်ရှိလာမယ်ဆဘပ်တွေဒါဘရကတ်ရှိလာမယ်အကြောင်းခံတွေဖြစ်ပါတယ်